မင်္ဂလာပါဒီကတော့ Harvard တက္ကသိုလ်ဝင်ခွင့်မေးခွန်းလေးတွေ့ကြည့်အောင်ပါလွယ်တယ်လို့တော့ရှိရနော်အဲဒါပေမဲ့အနည်းဆုံးချီတွဲစင်လောက်ထိသင်မှုထားမှာဒီပေါ်စလေးတွက်လို့ရမှာပေါ့နော်ဘာလို့လဲဆိုတော့ complex number တွေပါတာဆိုနော်အဲ့တော့တွက်ကြည့်အောင် a + 1 = 6 a1 = 36ပါအဲ့မှာ a1 တန်ဖိုးရှာပြရမယ်အဲ့တော့ဆရာတို့ကအရင်ဆုံး y ကို 8 ပတ်ဝင်နေအောင်ရှင်းလိုက်တယ်ပေါ့နော်ဒါဆိုရင်8ကပေါင်းလာတော့ဟိုကတောင်းလို့လိုက်တော့ y = 6 - 8သူ equation တစ်ခုထားလိုက်မယ်အဲ့တော့ y တန်ဖိုးကို equation 2မှာစာသုံးလိုက်တယ်ပေါ့နော်အဲကြောင့်မလို့ x * 6 - 8 = 36ပေါ့အဲ့တော့မှဆရာတို့ကဝင်မြောက်လိုက်တဲ့အခါမှာ 6x - x² = 36အဲ့လိုမျိုးရတယ်ပေါ့အဲ့တော့မှဆရာတို့ quadratic equation net gain by equation ဖြစ်တော့အားလုံးကိုတစ်ဖက်တည်းစုလိုက်တဲ့အခါမှာ x² - 6x + 36လို့ရပါတယ်အဲ့တော့ဒီဟာကိုဆရာတို့ကစာဝင်ခွဲရမယ်ပေါ့နော်အဲ့တော့စာဝင်ခွဲရမရအရင်ဆုံး quadratic equation စံပုံနဲ့နိုင်ရှင်းလိုက်ပါမယ် a² + b8 + c အဲ့တော့ a တန်ဖိုး1 b တန်ဖိုး-6နဲ့ c တန်ဖိုး36ဆိုပြီးရပါတယ်အဲ့တော့မှဆရာတို့က discriminant ရှာကြည့်မယ်ပေါ့နော် discriminant ဆိုတာ b² - 4ac ကိုခေါ်တာပါအဲ့တော့ b² - 4ac ကိုရှာလိုက်လို့0ဆိုရင်အဖြေတစ်ခုပေါ့သူက perfect square ဖြစ်မယ်ပေါ့အဲ့တော့ greater than 0ထွက်တယ်ဆိုရင်တော့အဖြေ2ခုရပြီးတော့ less than 0ဆိုရင်တော့သူမှာအဖြေမရှိပါဘူးသူက complex number ဖြစ်ပါမယ်အဲ့တော့ဆရာတို့ဒီမှာစသွင်းကြည့်လိုက်တဲ့အခါမှာ b² - 4ac က less than 0ရပါတယ်ဒါဆိုရင်သူကအဖြေမရှိဘူးပေါ့နော်complex number ဖြစ်တော့ပါပြီဒါကြောင့်မလို့ကျတော့ complex number i နဲ့အဖြေထွက်မှာပေါ့နော်အဲ့တော့သူ့ကိုပြင်နည်းရတော့ကျတော့ perfect square ဖြစ်အောင်ပြင်ပါမယ်အဲ့တော့36ကိုဟိုဘက်ရင်ရွှေ့လိုက်တဲ့အခါမှာ -36 လို့ရတော့ပါမယ်အဲ့တော့ perfect square ပြင်နည်းရတော့တစ်ထပ်ကင်းရဲ့မြောက်ဘုတ်ကင်းကိုနှစ်စားနှစ်ထပ်တင်နှစ်ဘက်စလုံးမှာပေါင်းပေါ့နော်အဲ့တော့ဆရာတို့ကတစ်ထပ်ကင်းရဲ့မြောက်ဘုတ်ကင်းက -6 ဒါဆို -6 ကို2နဲ့စားပေါ့နော်တဝက်ဝက်လိုက်တာပေါ့နော်2နဲ့စားတော့ -3 ဒါ -3 နဲ့ထပ်တင်နှစ်ဘက်စလုံးပေါင်းဒါဆိုရင်အခုဘယ်ပဲချမ်းဆရာတို့ကperfect square ဖြစ်တော့ပါပြီအဲ့တော့ရှေ့ကင်းက8နောက်ကင်းက -3 whole square ဘယ်လိုဖြစ်တော့ပါမယ်အဲ့တော့ညာဘက်ချမ်းကရှင်းလိုက်တော့ -27 လို့ရပါမယ်အဲ့တော့ square ပြောက်ချင်တော့ဟိုဘက်တော့ပြီး root တင်လိုက်တဲ့အခါမှာ a - 3 = +or - √27i လို့ရပါမယ်အဲ့တော့ဘာလို့လဲဆိုရင်ဆရာတို့ root မှာ minus နဲ့ဆိုရင်သူက gain စစ်မဟုတ်တော့ဘူးเนาะ gain 2ဖြစ်သွားပြီဒါကြောင့်မလို့သူက complex number ဖြစ်သွားတဲ့အတွက်အဖြေက i နဲ့ထွက်တာပဲဖြစ်ပါတယ်အဲ့တော့မှ -3 ကိုဟိုဘက်ရွှေ့လိုက်တဲ့အခါမှာ x = 3 + or - 3√3i လို့ရပါမယ်ဘာလို့လဲဆိုရင်29ကကို3လီ29ဆိုတော့9က perfect square ဖြစ်တဲ့အတွက် root ရှာလိုက်တဲ့အခါမှာ3ရပါမယ်အဲကြောင့်မလို့8ရဲ့အဖြေက3 + or - 3√3i လို့ရပါမယ်နော်ကြဒါဆိုရင်8တန်ဖိုးတွေရသွားပြီနော်ဒါဆို y တန်ဖိုးဆက်ရှာရမယ်အဲ့တော့ y တန်ဖိုးကိုဆရာတို့က equation 1နဲ့မှာစာထုတ်လိုက်မယ်အဲ့တော့ y က6 - 8ဆိုတော့ဒီနေရာမှာ8တန်ဖိုး3 - 3√3i ကိုစာထုတ်လိုက်တာပေါ့နော်အဲဆိုရင်စစ်ထဲက3ကိုနှုတ်လိုက်တော့3ပဲရပါမယ်အဲ့တော့ sorry လွဲသွားလို့နော်အဲဆိုရင်3 + 3√3i စားလို့ရနော်အဲဆိုရင် -3√3i လို့ရပါမယ်ကဲနောက်တဲ့8တန်ဖိုးနောက်တစ်မျိုးက if x = 3 - 3√3i ဖြစ်မယ်ဆိုရင်ပေါ့နော်ဒါအစားထိုးကြည့်မယ်အဲဆိုရင် y = 6 - 3 - 3√3i လို့ရပါနော်အဲ့တော့စစ်ထဲကနေ3ကိုနှုတ်လိုက်တဲ့အခါမှာ3လို့ရမှာနော်အဲ့တော့ minus နဲ့ minus ဆိုတော့ +3√3i ဒါဆိုရင်ကျတော့ y တန်ဖိုးကလည်းအဖြေ2မျိုးထွက်မှာမယ်တို့ကြောင့် y = 3 minus or +3√3i လို့ရပါမယ်ဒါဆိုရင်အဲ့တန်ဖိုး2မျိုး y 2မျိုးကလည်း2မျိုးပေါ့နော်အဲ့ဒီကိုစစ်ဆေးကြည့်မယ်
အဲ့တော့8နဲ့ y နဲ့ပေါင်းရင်ဆိုတော့6ရအောင်မယ်ပေါ့နော်ဒါဆိုရင်8 တန်ဖိုး3 plus 3 root 3i ဖြစ်တဲ့ကမှာ y တန်ဖိုးက3 minus 3 root 3i လို့ရတယ်နော်အဲ့ဒါအဲ့တန်ဖိုးနှစ်ခုကိုပေါင်းကြည့်ပါမယ်အဲ့တော့ root ပါလာလေချင်း j ဒါဆိုရင်3နဲ့3နဲ့ပေါင်းလိုက်တော့6လို့ရမယ်နော်အဲ့တကယ်လို့8 တန်ဖိုး3 minus 3 root 3i နဲ့ y တန်ဖိုး3 plus 3 root 3i ဆိုရင်လည်းအဲ့နှစ်ခုကြည့်လိုက်တဲ့အခါမှာ6ပဲရပါမယ်ဒါဆိုရင်ပထမသူပြောတဲ့ equation အတွက်ဆရာတို့ရတဲ့အဖြစ်နှစ်ခုလုံးကမှန်ပါတယ်အဲ့တော့မြောက်တာကိုလို့ဆရာတို့ calculator နဲ့ပဲချိန်ကပ်ကြည့်လိုက်မယ်နော်ကဲပြီအဲ့တော့ calculator နဲ့ကြည့်လိုက်တဲ့အခါမှာအဲ့ဒါဆရာတို့36ရပါတယ်နော်အဲ့ဒါ equation 2အတွက်လည်းဆရာတို့ရတဲ့အဖြစ်မှန်ပါတယ်နော်အဲ့ဒီပုံစံလေးကတော့ line ပေါ်မှာ clip page အနေနဲ့သုံးရတဲ့ပုံစံလေးပဲဖြစ်ပါတယ်အဲ့တချို့ကလည်းHarvard မေကွန်ပေါ့ဗျာတချို့ကြောင့်လည်း Oxford မေကွန်ဘေးတက်ကတူနာမည်ကြီးတက်ကတူတွေနာမည်တွေရှောက်ထည့်ပြီးတော့သုံးကြတဲ့ပုံလေးပေါ့နော်တကယ်သူတို့အဲဒီက Harvard တက်ကတူရဲ့ Oxford တက်ကတူရဲ့ဝင်ခွင့်မေကွန်ဟုတ်ချင်မှလည်းဟုတ်မှာပေါ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်